ဒီကလေးမလေးကအော်ခဲကလုံးကိုကောက်ကင်လိုက်ပြီးသူ့အမကိုတေတဲ့အထိထုတက်လိုက်ပါတယ်ပြီးတော့အလောင်းကိုရှင်းလင်းဖို့တက်တော်ဆောင်တွေကိုအမိန့်ပေးလိုက်တာပေါ့ဒါပေမဲ့သူ့အမရဲ့သွေးတွေကနှစ်ပေါင်းထောင်ကြီးအိမ်မောကြနေတဲ့ရှေးဟောင်းဘိုးဘေးတူကိုနိုးထလာစေခဲ့တယ်ဆိုတာသူမသိခဲ့ပါဘူးအဲ့ဒီချိန်မှာပဲတက်တော်ဆောင်တယောက်ကဒီအမျိုးသမီးရဲ့ကိုယ်ပေါ်ကတန်ဖိုးကြီးဆွဲသီးကိုတတိထားမိသွားပြီးလူယူကိုလက်လန့်လိုက်ပါတယ်မမျော်လင့်ပဲဘိုးဘေးရဲ့ဝိညာဉ်ပူးကတ်သွားတဲ့အမတူကရုတ်တရက်မျက်လုံးတွေပွင့်လာခဲ့ပါတယ်တက်တော်ဆောင်လည်းကြောက်လန့်တကြားနဲ့ထပ်ပြေးသွားပါတော့တယ်ပစ္စည်းခိုးပြီးတော့ထပ်ပြေးခြင်းသေးတာလားမဟုတ်သေးပါဘူးဒါကရင်းနှီးနေတယ်လို့ပါပဲဘိုးဘေးကဒီခန္ဓာကိုယ်ကိုကြည့်လိုက်တဲ့အခါဒီအမျိုးသမီးရဲ့ဘဝအမှတ်တရတွေကသူ့စိတ်ထဲမှာပေါ်လာခဲ့ပါတယ်မွေးစားသမီးအတွက်နဲ့အရင်ခောက်မိပါတွေကသူ့ကိုနေတိုင်းနှိမ့်ဆက်နေကြတာကိုသူသိလိုက်ရတာပေါ့လင်းမိသားစုကိုခွဲခွာသွားတာနှစ်တစ်ထောင်ပဲရှိသေးတာကိုဘာလို့ဒီလိုတွေဖြစ်ကုန်ရတာလဲဆိုတာသူနားမလည်နိုင်အောင်ဖြစ်နေပါတယ်သူဟာဒေါသတကြီးနဲ့ပဲလင်းမိသားစုစီကိုတွားခဲ့ပါတယ်ဒါပေမဲ့မရေမတော်နိုင်တဲ့တက်တော်ဆောင်တွေကသူ့ကိုဝိုင်းထားလိုက်ကြတာပေါ့အေးဆက်တဲ့နက်နာပြီးနဲ့ပဲဘိုးဘေးကသူ့လက်ကိုမြုပ်ပြီးဖိချလိုက်တဲ့အခါတက်တော်ဆောင်တွေအားလုံးမြေပြင်ပေါ်ကိုချက်ချင်းလဲကျသွားပါတော့တယ်အဲ့ဒီနောက်မှာတော့သူဟာလင်းမိသားစုအိမ်တွေကိုဖြည်းဖြည်းချင်းလမ်းလျှောက်ဝင်သွားခဲ့ပါတယ်ဘာမှမသိသေးတဲ့ညီမဖြစ်သူကတော့သူ့မိဘတွေကိုတိုင်တော်နေတော့ပါပဲဒီမျိုးသမီးကခြေချော်ပြီး၆ထဲပြုတ်ကျသွားတာပါဆိုပြီးသူကလိန်ညာပြောဆိုနေတာပါသူကဲဖို့ကြိုးစားခဲ့ပြီမဲ့လက်ကဝက်ကိုအကိုက်ခံရလို့နာကျင်မှုကိုမခံစားနိုင်မဲ့လက်လွတ်လိုက်ရတယ်လို့လေအကြောင်းပြချက်ပေးနေပါသေးတယ်အမေဖြစ်သူကသူ့လက်ကိုအလင်းမြန်ဆွဲကိုင်းပြီးဒဏ်ရာကိုကြည့်ကဒါတွေအားလုံးကအဲ့ဒီအမျိုးသမီးရဲ့အပြစ်တွေပါလို့ဝမ်းနဲ့တကြီးပြောလိုက်ပါတယ်အဖေဖြစ်သူကလည်းဒေါသတကြီးနဲ့အဲ့ဒီအမျိုးသမီးကိုမိသားစုကနေနှင်ထုတ်မယ်လို့ကြေညာလိုက်တာပေါ့သူစကားပြောလို့လေအဆုံးမှာပဲအဲ့ဒီအမျိုးသမီးရဲ့အတန်ကရုတ်တရက်ထွက်ပေါ်လာပါတယ်အခုထိလိန်နေတော့ပဲလားတဲ့သူ့ရှေ့မှာမတ်တက်ရနေတဲ့အဲ့ဒီအမျိုးသမီးကိုမြင်လိုက်ရတော့ညီမဖြစ်သူဟာထိတ်လန့်တုန်လို့ပြီးကြောင်အားသွားပါတယ်ဒါပေမဲ့အဖေဖြစ်သူကတော့ကျေးဇူးကမ်းပြီးမိသားစုဝင်ကိုဒုက္ခပေးတယ်ဆိုပြီးဒေါသတကြီးအော်ဟစ်ဆဲဆိုပါတော့တယ်မျိုးနွယ်စုရဲ့စီးမြင့်တဲ့အရာသူ့ရဲ့လက်ချေတွေကိုဖျက်ဆီးပြီးမိသားစုဝင်စာရင်းကနေပယ်ဖြတ်မယ်လို့လည်းဆုံးဖြတ်လိုက်ပါတယ်တက်တော်ဆောင်တွေလှုပ်ရှားလိုက်တာနဲ့ဒီအမျိုးသမီးရဲ့အကြည့်တချက်တင်းနေသူတို့အားလုံးလွင့်ထွက်သွားကြတာပါလူတိုင်းလည်းအားတက်သွားကြတာပေါ့ဒီအမျိုးသမီးကလက်ကိုဝှေ့ရမ်းပြီးညီမဖြစ်သူကသူ့ကိုအုတ်ခဲနဲ့ထုတက်ခဲ့တဲ့ပုံရိပ်ကိုဖော်ပြလိုက်ပါတယ်ဒါကိုမြင်လိုက်ရတော့မှအဖေဖြစ်သူကညီမဖြစ်သူလိန်ပြောနေမှတီးသွားပါတော့တယ်ခိုင်လောနဲ့တက်တည်ရှိနေပြီဆိုတော့သူ့ကိုဘယ်လိုအဖြစ်ပေးတင်တယ်လဲညီမဖြစ်သူကချက်ချင်းတူးထောက်လိုက်ပြီးဒါကနောက်ပြောင်တာပါတကယ်တပ်ဖို့ရည်ရွယ်ချက်မရှိပါဘူးလို့ဆင်ခြင်ပေးပါတော့တယ်အမေဖြစ်သူကစိတ်ပျော့သွားပြီးသူအသက်ရှင်နေတာပဲမဟုတ်သလားလို့ပြောလိုက်ပါတယ်အဖေဖြစ်သူကလည်းဟုတ်တယ်သူဘာတရားမှမရထားဘူးလို့ထောက်ခံလိုက်တာပေါ့ဒါပေမဲ့ညီမဖြစ်သူရဲ့လက်ကတော့အကိုက်ခံထားလို့အဲ့ဒီအမျိုးသမီးကိုတောင်းပန်ခိုင်းပါသေးတယ်အမေဖြစ်သူကညီမဖြစ်သူကိုထူပြီးသူ့ဘက်ကနေရက်တည်မယ်လို့ကတိပေးလိုက်ပါတယ်ညီမဖြစ်သူကမောင်မာစွာနဲ့ဒီအမျိုးသမီးစီလမ်းလျှောက်လာပြီးနင်အသက်ရှင်တော့ဘာဖြစ်လဲမိဘတို့ရဲ့အချစ်ကနတ်စီမှာပဲရှိနေတာတဲ့တရွေသမီးအရင်နေရာကတော့မကြခင်နတ်အပိုင်ဖြစ်လာမှာပါလို့ဆိုပါသေးတယ်သူကခပ်ဖွားလေးတွေဒီလှည့်ထွက်သွားပါတယ်အဲ့ဒီရဲ့လို့ဒီအမျိုးသမီးကယူတီရဲ့အော်ဟစ်သွားပါတော့တယ်